ကျောင်းသားတော်တော်များများအိတ်ဆွဲတဲ့အခါဒီလိုပဲဆွဲတတ်ကြတယ်ဒါကမင်းတို့ရဲ့ပါရမီကိုမြုပ်နှံထားတယ်လို့ဖြစ်မနေဘူးလားငါ့ကို2မိနစ်လောက်အချိန်ပေးပါဆရာကန်းကတင်ရလွယ်ပြီးလှပတဲ့အိမ်တစ်လုံးဆွဲနည်းကိုတင်ပေးပါရစေပထမဆုံးအိမ်ရဲ့အပြင်ဘက်ပုံသဏ္ဍာန်ကြမ်းဖြင်းပေါ်လာအောင်မြင်းနေငယ်ဆွဲပါမယ်ဒီအဆင့်ကရိုးရှင်းပါတယ်ဟုတ်တယ်မလားဆက်လက်ပြီးအိမ်ခေါင်မိုးရဲ့အထူကိုဖော်ပြဖို့နောက်ထပ်မြင်းနဲ့ကြောင်းဆွဲပါမယ်အိမ်ခေါင်မိုးရဲ့အောက်ဘက်ပိုင်းကိုအယောင်ရင်းရင်းနဲ့ထပ်ပြင်းပြင်းလေးပို့ပြီးရင်သွားအောင်ချစ်ပေးပါမယ်ခဲတံကိုချွန်ချွန်လေးလုပ်ပြီးခုနကဆွဲထားတဲ့အိမ်ခေါင်မိုးအလယ်မှာနောက်ထပ်မြင်းတစ်ကြောင်းထပ်ဆွဲပါမယ်ပြီးသွားရင်အိမ်ခေါင်မိုးရဲ့မြင်းကြောင်းတွေအားလုံးကိုအယောင်ထပ်ရင်ပေးပါမယ်ကဲနောက်တစ်ဆင့်အနေနဲ့အိမ်ရဲ့အလယ်ပိုင်းမှာ၄တောက်ပုံစံဝရန်တာအမိုးငယ်တစ်ခုဆွဲပါမယ်အမိုးငယ်ရဲ့အထူကိုပါပေါ်အောင်ဆွဲဖို့တတိပြုပါအမိုးငယ်အထူရဲ့အယောင်ကိုရင်ပေးပါမယ်အမိုးငယ်ရဲ့ထိပ်ပိုင်းကိုဘဲဘက်ကနေညာဘက်ကိုစောင်းထားတဲ့မြင်းကြောင်းတွေနဲ့အပြည့်ဖြည့်ပေးပြီးဘဲညာအမိုးဆုံးအောက်ဘက်ကအယောင်ကိုပိုးရင်ပေးပါမယ်အိမ်ရဲ့ဘေးနှစ်ဖက်မှာဒေါင်းလိုက်မြင်းနှစ်ကြောင်းဆွဲပြီးအလဲမှာတော့အိမ်ကိုပိုင်းခြားပေးမယ်အလျားလိုက်မြင်းတစ်ကြောင်းဆွဲပါမယ်နောက်ထပ်ပြတင်းပေါက်ပုံစံကိုဆွဲပါမယ်ပြတင်းပေါက်ကိုစတူရန်ပုံစံရိုးရိုးရှင်းရှင်းလေးပဲဆွဲရင်ရပါတယ်ဒါပေမဲ့စတူရန်ပုံစံတက်တက်ပဲဆိုရင်အရန်ရိုးရှင်းလုံးလာမှုအတွင်းထဲမှာမြင်းကြောင်းလေးတွေနဲ့ပိုင်းခြားပြီးအလှဆင်ပေးနိုင်ပါတယ်ပြီးတော့အယောင်ရင်းရင်းလေးတွေကိုတင့်တော်တယ်လို့အလင်းအမောင်ချပေးခြင်းဖြစ်ပြတင်းပေါက်ရဲ့ထုတဲ့ဖက်ကိုပေါ်လင်စေပြီးပုံမအသေးစိတ်ကြလာပါစေပါတယ်ပြတင်းပေါက်ရဲ့ဘေးနှစ်ဖက်မှာဘဲဘက်ကနေညာဘက်ကိုဒေါင်းလိုက်မြင်းတွေဆွဲပါမယ်ဒီနေရာမှာမြင်းတစ်ခုနဲ့တစ်ခုကြားအကွာဝေးကိုတက်နိုင်သမျှညီညီညာညာဖြစ်အောင်တတိပြုပါဒါမှတစ်သားပြရဲ့ခန်းစားချက်ထွက်လာမှာပါအမိုးငယ်ရဲ့အောက်ဘက်မှာထောက်မှန်စတူကန်ပုံစံတကားကိုဆွဲပါမယ်တကားနဲ့ပြတင်းပေါက်ဆွဲနည်းကအတူတူပါပဲအပြင်ဘက်ပုံတံကိုဆွဲပြီးရင်အတွင်းထဲကိုမြင်းကြောင်းတွေနဲ့ပိုင်းခြားပေးရပါမယ်လူတိုင်းဆွဲတဲ့အခါငါးနဲ့ထက်တူကြစရာမလိုပါဘူးမိမိစိတ်ကြိုက်အဆင်ပြေအောင်ပြောင်းလဲဆွဲနိုင်ပါတယ်တကားဆွဲပြီးသွားရင်ညာဘက်ကကွက်လက်နေရာမှာဒီနီလန်အတိုင်းပဲပြတင်းပေါက်တစ်ခုထပ်ထည့်ပါမယ်ပြတင်းပေါက်အတွင်းထဲကိုလည်းအမောင်ချပြီးအယောင်ရင်းရင်းလေးတွေဖြည့်ပေးလိုက်ရင်ဒီဘက်ကပြတင်းပေါက်လည်းပြီးသွားပါပြီအိမ်ရဲ့ထိပ်ပိုင်းမှာမိကိုကောင်းတိုင်တစ်ခုထည့်ပါမယ်မိကိုကောင်းတိုင်ရဲ့ညာဘက်ချမ်းကိုအယောင်ရင်းပေးပြီးထုတဲ့ဖက်ပေါ်အောင်လုပ်ပါမယ်ဘဲဘက်မှာတော့အလျားလိုက်မြင်းတူလေးတွေနဲ့အုတ်ခဲပုံစံခန်းစားချက်ထွက်လာအောင်ပေါ့ပေါ့ပပဆွဲပေးပါမယ်တကားရဲ့အောက်ဖက်မှာ၄တောင်ပုံစံပလင်အောက်ခြေတစ်ခုထည့်ပါမယ်ဒီနေရာမှာလည်းအောက်ခြေရဲ့အထူကိုဖော်ပြဖို့တတိပြုပါပြီးရင်တိုင်နဲ့တိုင်ဆွဲပြီးအမိုးငယ်နဲ့အောက်ခြေကိုဆက်သွယ်ပေးပါမယ်နောက်ထပ်တေချာကြည့်ပါငါမြင်းနဲ့ငယ်ဆွဲလိုက်ပါတယ်ဒီမြင်းတွေဝိုင်းထားတဲ့နေရာကအမိုးစုံနဲ့အမိုးငယ်ရဲ့အရိပ်တွေဖြစ်ပါတယ်ခုနကအရိပ်ရဲ့အယောင်ကိုတအိမ်လုံးအနေနဲ့မိခိုးရောင်နဲ့အပြည့်ဖြည့်ပေးပါမယ်အယောင်ကိုတက်နိုင်သမျှညီညာအောင်ချစ်ပေးခြင်းဖြင့်အိမ်ရဲ့ထူတီဖက်ကိုပုံမပေါ်တွင်စေပါတယ်ကဲအောက်ဖက်နေရာကိုအလျားလိုက်မြင်းတွေနဲ့တစ်သားပြပုံစံပိုင်းခြားပေးပါမယ်မြင်းတစ်ခုနဲ့တစ်ခုကြားအကွာဝေးညီညာဖို့လည်းတတိပြုရပါမယ်ပြီးရင်အောက်ခြေရဲ့တောက်တိုင်တွေကိုထောက်မှန်စတူကန်ပုံစံနဲ့ဆွဲပါမယ်အောက်ခြေကိုလည်းနောက်ထပ်အထူးတစ်ထပ်ထပ်ထည့်ပေးလို့ရပါတယ်တကားရဲ့ရှခြေတက်မှာလေကားတစ်ခုထည့်ပြီးလေကားထည့်ရဲ့အယောင်ကိုရင်းပေးကလေကားထည့်ရဲ့ထုတဲ့ဖက်ကိုပေါ်လွင်စေပါမယ်အိမ်ရဲ့အပြောင်းလဲတွေကိုပုံမကျွယ်ဝစေပါတယ်အောက်ခြေနဲ့ဘေးနှစ်ဖက်တော့အတိုင်တွေရဲ့အယောင်ကိုလည်းရင်းပေးပါမယ်လေကားထည့်ရဲ့ညာဘက်မှာထောက်မှန်စတူကန်ပုံစံတောက်တိုင်တစ်ခုထပ်ထည့်ပါမယ်ကွက်လက်နေရာကိုလည်းအယောင်ရင်းရင်းနဲ့ဖြည့်ဆွတ်ပေးပါမယ်အိမ်ရဲ့ညာဘက်ချမ်းကိုအောက်ဘက်ကိုနည်းနည်းဆွဲဆန့်ပေးပါမယ်ဒီနေရာမှာတောက်တိုင်ရဲ့ဒီနေရာထက်ကျော်မသွားဖို့တတိပြုပါညာဘက်မှာပန်းအိုးဖြစ်စလင်ဒါပုံစံနှစ်ခုဆွဲပြီးပန်းအိုးပက်ပက်လေကအယောင်ကိုရင်းပေးပါမယ်ပန်းအိုးအထက်ကအပင်တွေကိုတော့အရင်ဆုံးမြင်းချောင်းလေးတွေနဲ့တကိုင်းအစိပ်ပိုင်းတွေကိုဆွဲပါမယ်အရေးအတွက်ကိုတော့နည်းနည်းများများဆွဲပေးလို့ရပါတယ်တကိုင်းတွေရဲ့ပက်ပက်လေမှာအဆက်ကလေးတွေတုံးပြီးအပင်ရဲ့အရွက်တွေကိုပုံဖော်ပေးပါမယ်ပန်းအိုးရဲ့ညာဘက်ချမ်းကိုမိခိုးရောင်လေးခံပေးပါမယ်ဒါဆိုရင်အိမ်လေးဆွဲလို့ပြီးသွားပါပြီဘေးနှစ်ဖက်ကနည်းနည်းဟာနေတယ်လို့မို့လို့အပင်လေးတွေရိုးရိုးရှင်းရှင်းဖြည့်ဆွတ်ပေးပါမယ်ဒီနေရာမှာမျက်ပင်လေးတွေပို့ဆွဲဖို့ငါအကြံပြုချင်ပါတယ်မျက်ပင်လေးတွေကိုမြင်းတူလေးတွေနဲ့ဆွဲရုံပါပဲဘယ်နေရာဟာနေလဲခံစားရရင်အဲ့ဒီနေရာမှာဖြည့်ဆွတ်ပေးပါအရန်ကိုလွတ်လပ်မှုရှိပါတယ်အပြင်ပင်ကြီးပဲဆွဲရင်ပြင်းစရာကောင်းနေမှာမို့တခြားအပင်လေးတွေပါထည့်လို့ရပါတယ်ဒီနေရာမှာလူတိုင်းမိမိစိတ်ကြိုက်အဆင်ပြေအောင်ဖြည့်ဆွတ်နိုင်ပါတယ်ဒါဆိုရင်ပုံတစ်ပုံလုံးဆွဲလို့ပြီးသွားပါပြီမင်းတက်သွားပြီလား